အပိုင်းသုံးမှာတော့ဘီရင်ရှာကိုတန့်ကမယ်တော်ကြီးကိုစကားကောင်းမှုပြန်ပြောပြီးတောင်းပန်လိုက်တဲ့အတွက်မိဖုရားရီဝိုင်ရင်တေတံပေးခံရမယ့်ဘေးကနေလွတ်မြောက်သွားတဲ့အကြောင်းနဲ့စတင်ထားပါတယ်။ဘီရင်ရှာကိုတန့်ကသူ့ရဲ့စိတ်တူတဲ့အချင်းကိုပြုပြင်ပါမယ်လို့မယ်တော်ကြီးကိုချော့မော်ပြီးပြောလိုက်တာကြောင့်မယ်တော်ကြီးကအမျက်တော်ပြေးသွားခဲ့ပါတယ်။နောက်တော့ဘီရင်ကြီးကတားတော်အင်းရှိဆန်မင်းသားလေးရဲ့ပညာရေးအကြောင်းကိုမေးမြန်းကြည့်ပြီးလိုအပ်တာရှိရင်တောင်းဆိုဖို့ပြောလိုက်ပါတယ်။မယ်တော်ကြီးကလည်းသူ့မီးတော်လေးကကြံတဲ့စာပေပညာပိုင်းမှာထူးချွန်ပေမဲ့မြင်းစည်းနဲ့မြားပြည့်စွမ်းရည်ကတော့အားနဲ့နေသေးကြောင်းဘီရင်ကြီးကိုပြောပြပါတယ်။ဒါကြောင့်စစ်သူကြီးလော်ရဲ့သားကိုအင်းရှိဆန်မင်းသားလေးရဲ့ကစားပေါ်အဖြစ်နဲ့နန်းတော်မှာနေစေပြီးတိုက်ခိုက်ရေးပညာတွေကိုအနီးကပ်တင်စေခြင်းကြောင့်မယ်တော်ကြီးကပြောလိုက်ပါတယ်။ဘီရင်ကြီးကတော့စစ်သူကြီးလော်ရဲ့သားလေးကိုစီကံကျင်းဝတ်တွေတင်းကျပ်လွန်းတဲ့ဒီနန်းတော်တွေကိုမခေါ်ခြင်းပေမဲ့မယ်တော်ကြီးရဲ့ဆန္ဒဖြစ်နေတဲ့အတွက်အောင်တက်နဲ့ပဲလက်ခံပေးလိုက်ရပါတယ်။ဒီသတင်းကိုစစ်သူကြီးလော်ကြားလိုက်ရတဲ့အခါမှာတော့ညာတွင်ချင်းပဲမင်းသားသွန်းစီမှာအယူခံဝင်ခဲ့ပါတယ်။စစ်သူကြီးကသူ့သားလေးကိုနန်းတော်ထဲခေါ်သွားတာပြဿနာမဟုတ်ပေမဲ့ကလေးကတခုခုအမားလုပ်ခဲ့မိရင်တော့တေတံပေးခံရနိုင်တာကြောင့်မင်းသားသွန်းကိုအကူအညီတောင်းလိုက်ပါတယ်။မင်းသားသွန်းကလည်းငယ်စဉ်ကတည်းကဘီရင်ရှာကိုတန့်ရဲ့ကစားပေါ်အဖြစ်နဲ့နေခဲ့ရတာကြောင့်အဲ့ဒီခံစားချက်တွေကိုကောင်းကောင်းကြီးနားလည်နေပါတယ်။ဒါကြောင့်မင်းသားသွန်းကသူ့ကိုအချိန်တစ်ခုသာပေးဖို့နဲ့စစ်သူကြီးလော်ရဲ့သားလေးကိုဘေးကင်းကင်းပြန်ခေါ်လာပေးပါမယ်လို့ကတိပေးလိုက်ပါတယ်။အပြန်လန်အနေနဲ့စစ်သူကြီးလော်ကလည်းသူ့သားလေးကိုကယ်ပေးနိုင်ရင်မင်းသားသွန်းကိုအသက်နဲ့ရင်ပြီးကာကွယ်ပေးပါမယ်လို့တစ္ဆာခံသွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဘီရင်ကြီးနဲ့ရှီဝမ်ရင်တို့ကမယ်တော်ကြီးရဲ့ညီလာခံမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုပြန်ပြောရင်တညတာကိုအတူတူဖြတ်တန်းနေကြပါတယ်။ရှီဝမ်ရင်ကဘီရင်ကြီးဒီနေ့လုပ်ခဲ့တဲ့အပြုအမူတွေကြောင့်နောက်ဆိုရင်နန်းတော်တွေကလူတွေသူမကိုလလနဲ့အပြစ်တင်ဝေဖန်ရဲတော့မှာမဟုတ်ဘူးဆိုပြီးဝမ်းသာနေပါတယ်။သူမကိုထိရင်ဘီရင်ကြီးကငြိမ်ခံမနေဘူးဆိုတာကိုလည်းမိဖုရားတွေအားလုံးသိသွားတဲ့အတွက်ရှီဝမ်ရင်ကဝမ်းသာနေပါတယ်။နောက်ပြီးရှီဝမ်ရင်ကတနေ့မှာသူတို့နှစ်ယောက်ထဲကတယောက်ပဲအသက်ရှင်နိုင်မယ်ဆိုရင်သူမကိုမိန်းကလေးဖြစ်နေလို့ဆိုပြီးမငဲ့ညာပါနဲ့လို့ပြောလိုက်ပါတယ်။အဲ့ချိန်ဘီရင်ကြီးကတော့အဆုံးသတ်မှာရီဝမ်ရဲ့အနေနဲ့မင်းသားတွန်းကိုရွေးချယ်သွားရင်တောင်သူရီဝမ်ရဲ့အပေါ်မှာဘယ်တော့မှတစ္ဆာဖောက်မှာမဟုတ်တဲ့အကြောင်းသူတေရမယ်ဆိုရင်လည်းမတေခင်မှာရီဝမ်ရဲ့ကိုဒီနန်းတွင်အရှုပ်တော်ပုံကြီးတွေကနေလွတ်အောင်လုပ်ပေးခဲ့မှာဖြစ်ကြောင်းဝမ်းနဲ့စာနဲ့ပြောလာပါတယ်။ဘီရင်ကြီးရဲ့စကားလေးကြောင့်ရီဝမ်ရဲ့ခမမျက်နှာလေးညှိုးငယ်သွားရပြီးဝမ်းနဲ့ဝမ်းသာစိတ်တွေနဲ့ဒွိဟဖြစ်သွားရပါတယ်။ညာနဲ့တဲ့အချိန်မှာတော့ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့ကသူတို့ခန္ဓာကိုယ်မှာကောက်ဝေးဖြာတွေပတ်ပြီးမင်းသားတွန်းနဲ့ကိုလို့တော်ရှဲ့ုံအားတို့ချိန်တွေ့နေကြတာကိုတွားချောင်းပါတယ်။မင်းသားတွန်းနဲ့ရှဲ့ုံအားတို့ကမိဖုရားတွေနဲ့နန်းတွင်းကြားဆက်နွယ်မှုတွေအကြောင်းကိုပြောကြရင်မိဖုရားတွေရဲ့နောက်ခံမိသားစုအကြောင်းတွေကိုပါစကားလမ်းစရလာခဲ့ပါတယ်။အဲ့ချိန်မင်းသားတွန်းကသူ့ကိုအခုတလောစိတ်ရှုပ်စေတဲ့လူတစ်ယောက်ရှိကြောင်းနဲ့အဲ့ဒီလူကတော့တော်ဝင်ကျင်ရတော်ဝိရဲ့အဖေအမတ်ချုပ်ကြီးဝိဖြစ်ကြောင်းရှဲ့ုံအားကိုပြောပြနေပါတယ်။ဒါကိုခိုးနားထောင်နေတဲ့ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့ကလည်းနောက်ထပ်အရေးပါတဲ့ဇက်ကောင်တစ်ယောက်ပေါ်လာပြီဆိုတာကိုသိလိုက်ရပါတယ်။အမတ်ကြီးဝိရဲ့သားဟာမကြသေးခင်မှာအရက်သားတစ်ယောက်ကိုလမ်းပေါ်မှာမြင်းနဲ့နင်းပြီးတက်ခဲ့ကြောင်းနဲ့အဲ့ဒီအရက်သားကလည်းတခြားလူမဟုတ်ပဲစားစစ်ဆေးမှုအကြောင်းတိုင်စာတင်မှုအတွက်ဘီရင်ကြီးစီကိုလာတဲ့သူဖြစ်ကြောင်းမင်းသားတွန်းကပြောပြနေပါတယ်။တိုင်စာကိုကြားပြဝင်ထားတာကြီးလေးတဲ့ပြစ်မှုဖြစ်ပေမဲ့အမတ်ချုပ်ကြီးဝိကတော့သူ့သားရဲ့အပြစ်ကိုဖုံးပြပေးထားပါတယ်။နောက်ပြီးမတ်ချုပ်ကြီးဝေးကမယ်တော်ကြီးရဲ့ညာလည်ုံဖြစ်တဲ့အတွက်ဘရင်ဟိုတောင်ခယူးမဆိုင်ပဲအခုလိုသူ့လုံးချင်ရလုပ်နေရဖြစ်ပါတယ်။ဘရင်ကြီးနဲ့ရီဝမ်ရင်တို့ကလည်းမင်းသားသွန်းပြောတဲ့စကားတွေကဝိထုတွေကတိုင်ရတော်တွေနဲ့တပုံစံနဲ့တွားတူနေတာကိုတတိထားမိလိုက်ပါတယ်။ဒါကြောင့်မင်းသားသွန်းကဝိထုတွေကိုမတော်တဆဝင်ရောက်လာတဲ့သူမဖြစ်နိုင်တော့ဘူးဆိုတာကိုဘရင်ကြီးတို့နားလည်သွားပါတယ်။ရှဲ့ုံအားကတော်ဝင်ကျင်ရတော်ဝိစီမှာသူ့ဖေပေးထားတဲ့ဗရမ ्या ရဲ့ရတနာတစ်ခုရှိကြောင်းနဲ့အဲ့ဒီရတနာကလည်းဘရင်ဘန္နာတိုက်ကနေအလွဲသုံးစားလုပ်ထားတဲ့ရတနာဖြစ်ကြောင်းမင်းသားသွန်းကိုပြောပြနေပါတယ်။မတ်ချုပ်ကြီးဝေးကိုအရေးယူဖို့အတွက်တပ်တဲ့အနေနဲ့အဲ့ဒီဗရမ ्या ရဲ့နာကိုကျင်ရတော်ဝေးစီကနေရအောင်ယူလာပြပါမယ်ဆိုပြီးရှဲုံအားမင်းသားတွန်းကိုပြောလိုက်ပါတယ်။အဲ့ချိန်အတွဲလာချောင်းနေကြတဲ့ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့လည်းပြန်မိုးလောက်ကြတဲ့အခါတယောက်6ပေါ်တယောက်နင်းမိပြီးပြစ်လဲသွားပါတော့တယ်။လူတန်ကြားလိုက်ရတဲ့မင်းသားတွန်းကလည်းဘသူလဲဆိုပြီးလိုက်ရှာတဲ့အခါရှီအောင်ရောက်လာပြီးဘီရင်ကြီးနဲ့ရီဝမ်ရင်တို့မင်းသားတွန်းမြင်မသွားအောင်ကာကွယ်ပေးခဲ့ပါတယ်။ဒီဖြစ်ပျက်ကြောင့်ဘီရင်ကြီးနဲ့ရီဝမ်ရင်တို့လည်းနန်းတော်ကိုပြန်ရောက်ကြတဲ့အခါရှီအောင်ကသူတို့ဘက်ပါလာပြီးဆိုပြီးအောင်ပွဲတွေခံနေကြပါတော့တယ်။နောက်နေ့မနက်ကိုရောက်တဲ့အခါမှာတော့ကျင်ရတော်ဝေးရဲ့ဗရမ ्या ရဲ့နာပျောက်သွားတဲ့အတွက်နန်းထဲတစ်ခုလုံးရုပ်တဲတွေဖြစ်ကုန်ပါတယ်။ကျင်ရတော်ဝေးကရီဝမ်ရင်ကိုတန်တရားရှိတဲ့အတွက်ရီဝမ်ရင်နေတဲ့နန်းဆောင်တစ်ခုလုံးမှာပတ်စိတ်တက်ပြီးလိုက်ရှာခိုင်းပါတယ်။ခဏကြာတော့ရီဝမ်ရင်ရဲ့နန်းဆောင်အဝင်ဝမှာရှိတဲ့လျှို့ဝှက်အခန်းလေးတစ်ခုထဲကနေတစ်တာအသေးလေးတစ်လုံးရှာတွေ့သွားပါတယ်။ကျင်ရတော်ဝေးကလည်းတခိုးကိုတက်တင်တဲ့တကွာဖမ်းမိပြီဆိုပြီးရီဝမ်ရင်ကိုဆွဆွဲနေတော့မှပဲဘီရင်ကြီးရှာကိုတန်ရောက်လာခဲ့ပါတယ်။ဘီရင်ကြီးကဘာဖြစ်ကြရလဲလို့မေးလိုက်တော့ကျင်ရတော်ဝေးလည်းသူ့ဗရမ ्या ရဲ့နာကိုရီဝမ်ရင်ခိုးထားပါတယ်ဆိုပြီးခုနကရှာထားတဲ့တစ်တာလေးကိုတက်တဲ့အနေနဲ့ထုတ်ပြလိုက်ပါတယ်။ဒါကြောင့်ဘီရင်ကြီးလည်းတစ်တာလေးကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာဘာရတနာမှရှိမနေပဲဇီတိကြောက်တစ်လုံးကိုသာတွေ့လိုက်ရပါတယ်။အဲ့ချိန်မှာပဲကျင်ရတော်ဝေးကလည်းရီဝမ်ရင်ကိုမှားပြီးဆွဆွဲမိပါတယ်ဆိုပြီးသူ့ပြစ်တွေကိုဝင်ချတောင်းပန်လာခဲ့ပါတယ်။ဒါပေမဲ့ဘီရင်ကြီးကတော့ကျင်ရတော်ဝေးကိုအပြစ်မယူတဲ့အပြင်ဗရမ ्या ရဲ့နာကိုသူကိုယ်တိုင်လိုက်ရှာပေးမယ်ဆိုပြီးတော့တောင်ပြောလိုက်ပါသေးတယ်။အဲ့ဒီတဲ့င်းကမယ်တော်ကြီးရဲ့နာဝကိုလည်းရောက်လာခဲ့ပြီးဘီရင်ကြီးကသူ့အချစ်ဆုံးကျင်ရတော်မဟုတ်ပါပဲနဲ့ဘာကြောင့်ကျင်ရတော်ဝေးရဲ့နာကိုကူရှာပေးနေရတာလဲဆိုပြီးတန်တရားဝင်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီဗရမ ्या ရဲ့နာကိုကိုလို့တော်ရှဲ့ုံအားခိုးယူသွားခဲ့တာဖြစ်ပြီးမိဖုရားရီဝမ်ရင်ကိုကြောက်ချဖို့အတွက်ရီဝမ်ရင်ရဲ့နန်းဆောင်မှာတိတ်တိစိတ်သွားထားခိုင်းခဲ့တာပါ။ဒါပေမဲ့ရှဲ့ုံအားရဲ့အစီအစဉ်တွေကိုကြိုသိနေတဲ့ရီဝမ်ရင်ကတော့အဲ့လိုအဖြစ်မခံမဲ့ရတနာကိုပေါက်စီရဲထည့်ပြီးရှဲ့ုံအားစီကိုပြန်ပေးခဲ့ပါတယ်
ညာကြီးအချိန်မီတော့မှယူအန်ကပေါ့စီပို့လိုက်တဲ့အတွက်ရှဲုံအားလည်းမတင်ကားဖြစ်ပြီးပေါ့စီကိုခွဲကြည့်လိုက်တဲ့အခါမှာတော့အထဲမှာဗရမရဲ့နာကိုတွေးလိုက်ရပါတယ်။သူမကြောက်ချထားတဲ့ကိစ္စကိုယူအန်ကတီးသွားခဲ့ရတောင်သူမကိုဘယင်နဲ့မတိုင်တဲ့အပြင်ရန်နာကိုပါပြန်ပို့လိုက်တဲ့အတွက်ရှဲုံအားလည်းစဉ်းစားခတ်သွားပါတယ်။ဒါကြောင့်ဟိုတကောက်ကယူအန်သူမကိုလာတွေ့တာတကယ်ပဲမိတ်ဆွေဖွဲ့ဖို့ရောက်လာလားဆိုပြီးတော့တောင်ရှဲုံအားကတွေးမိသွားပါတယ်။ဗီလိန်ဇက်ကောင်ယူအန်ကတဖြည်းဖြည်းနဲ့ဗီလိန်မဆန်တော့ပဲအကောင့်ဘက်ရောက်လာတဲ့အတွက်ရှဲုံအားတယောက်နားမလည်နိုင်ဖြစ်နေရပါတယ်။အိုင်နောက်မှာတော့ရှဲုံအားကဗရမရဲ့နာကိုမေရိုကြီးရဲ့အဆောင်တော်တွေကရေချောင်းထဲမှာတွားလွန်ပစ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဘရင်ကြီးကမိုးခေါင်ရေရှားမှုတန်းကိုကြိုတင်ကာကွယ်ဖို့အတွက်အမတ်တွေနဲ့အစည်းအဝေးလုပ်ပြီးကောက်ပဲသီးနှံတွေပို့ဆိုင်ဖို့တိုင်ပင်နေခဲ့ပါတယ်။အဲ့ချိန်အစီကန်အန်ကုန်းကုန်းရောက်လာပြီးဗရမရဲ့နာကိုမေရိုကြီးတို့အဆောင်ဘက်ကနေရှာတွေ့ခဲ့ကြောင်းတင်ပြလိုက်ကဘရင်ကြီးကိုဆက်သားလိုက်ပါတယ်။ရန်နာကိုမြင်တော့အမတ်ကြီးတို့ကထလာပြီးအဲ့ဒီရန်နာဟာဘရင်ကြီးရဲ့မွေးနေ့အတွက်ခြံတိုင်းပြည်ကဆက်တာထားတဲ့ရန်နာဖြစ်ကြောင်းထုတ်ပြောလာခဲ့ပါတယ်။ဒါကြောင့်ဘရင်ကြီးလည်းသူ့ဘန္နာတိုက်ထဲရရန်နာဘာဖြစ်လို့ကျင်ရတော်ဝေးစီမှာရှိနေရတာလဲဆိုပြီးအမတ်တွေအားလုံးရှေ့မှာမေးခွန်းထုတ်ပါတော့တယ်။တစ်ဖက်မှာတော့ရန်နာကိုအလွဲသုံးစားလုပ်ထားတဲ့အမတ်ချုပ်ကြီးဝေးကသူ့အပြစ်တွေပေါ်ကောင်မှကြောက်ပြီးမလုံမလဲဖြစ်နေရပါပြီ။အမှန်တရားတွေကပေါ်ကောင်ရင်အမတ်ချုပ်ကြီးဝေးတို့တမိသားစုလုံးဘရင်ဘန္နာတော်အလွဲသုံးစားလုပ်တဲ့အမှုနဲ့တေတံပေးခံရနိုင်ပါတယ်။အဲဒါကြောင့်ညီလာခံတရင်ကိုကြားလိုက်ရတဲ့မေတော်ကြီးကလည်းသူ့ရဲ့ညာလည်ရုံးဖြစ်တဲ့အမတ်ချုပ်ကြီးဝေးကိုတွားကူညီဖို့လုပ်ပါတယ်။ဒါပေမဲ့ရန်နာကိုသူမရဲ့နန်းဆောင်ကရေကန်ထဲမှာရှာတွေ့ခဲ့တာဖြစ်လို့အမတ်ချုပ်ကြီးဝေးကိုကာကွယ်ပေးလိုက်ရင်သူမကိုပါကြံရပါလို့အထင်ခံရနိုင်တာကြောင့်မေတော်ကြီးလည်းမတွားပဲနေလိုက်ရပါတယ်။တစ်ဖက်ကညီလာခံမှာတော့ဘရင်ကြီးကကျင်ရတော်ဝေးကိုပါခေါ်ပြီးရန်နာကိုဘယ်ကနေရတယ်လဲဘလို့ရတာလဲလို့မေးခွန်းထုတ်နေခဲ့ပါပြီ။ကျင်ရတော်ဝေးလည်းအဖေဖြစ်သူကမွေးနေ့လက်ဆောင်အနေနဲ့ပေးခဲ့ရဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့အမတ်ချုပ်ကြီးဝေးတယောက်မျက်နှာပြတ်သွားပါတော့တယ်။အခွင့်အရေးရတဲ့တပြိုင်နက်အမတ်ဦးကလည်းအမတ်ချုပ်ကြီးဝေးရဲ့အကျင့်ပြခြားသားမှုတွေကိုတင်ပြချင်ပါတယ်ဆိုပြီးစားစစ်စေးမှုအကြောင်းတိုင်စာလာပို့တဲ့လူကိုဝေးရဲ့သားတက်ခဲ့တဲ့အကြောင်းနဲ့ဘန္နာတော်လွဲသုံးစားလုပ်မှုတွေအားလုံးကိုဘရင်ကြီးတီအောင်တတ်တင်နေတော့ကတင်ပြလိုက်ပါတယ်။မတ်ချုပ်ကြီးဝေးကမေတော်ကြီးကိုခေါ်ပြီးအယူခံဝင်ဖို့ကြိုးစားပြီးမှလည်းမေတော်ကြီးကခေါင်းဆောင်နေတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်ဘရင်ကြီးကမတ်ချုပ်ကြီးဝေးကိုတရားရုံးတော်တင်ဖို့အမိန့်ချမှတ်လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ဘရင်ကြီးနဲ့ယူအန်တို့ရှီအောင်ကိုသူတို့ဘက်ပါလာအောင်ဘလို့သိမ်းသွင်းရမလဲဆိုတဲ့ကိစ္စကိုထပ်ပြီးတိုင်ပင်နေကြပါတယ်။အဲဒီနောက်ဘရင်ကြီးကအကျဉ်းချခံထားရတဲ့အမတ်ချုပ်ကြီးဝေးနဲ့လာတွေ့ခဲ့ပါတယ်။အမတ်ချုပ်ကြီးဝေးကဗရမကိစ္စနဲ့ပတ်သက်ပြီးသူမတရားဆွဆွဲခံရတာဖြစ်ကြောင်းဘရင်ကြီးစီမှာအတနာခံပါတယ်။နောက်ပြီးဗရမကိစ္စရဲ့နောက်ကမှာတခြားအကြောင်းအရာတွေရှိသေးကြောင်းနဲ့အမတ်ဝူနဲ့မျိုးတော်ဝန်တို့နှစ်ယောက်ပေါင်းပြီးသူ့ကိုကြောက်ချထားတာလည်းဖြစ်နိုင်ကြောင်းအမတ်ချုပ်ကြီးဝေးကဘရင်ကြီးကိုရှင်းပြပါတယ်။ဘရင်ကြီးကတော့အမတ်ဝူနဲ့မျိုးတော်ဝန်တို့ကအမတ်ချုပ်ကြီးဝေးနဲ့ဘာပြဿနာမှမရှိခဲ့ဘူးအကြောင်းသူတို့လောက်တာမဖြစ်နိုင်ဘူးလို့ပြန်ပြောပါတယ်။ဒါဆိုရင်သူ့ကိုဒုက္ခရောက်အောင်လုပ်တဲ့လူကအမတ်ဝူနဲ့မျိုးတော်ဝန်တို့ကိုထိန်းချုပ်ထားတဲ့မင်းသားသွမ်းများဖြစ်နေမလားဆိုပြီးအမတ်ချုပ်ကြီးဝေးကတွေးမိသွားပါတယ်။တစ်ဖက်မှာလည်းရှီအောင်ကထောင်နေရန်ကိုကွယ်ပြီးဘရင်ကြီးနဲ့အမတ်ချုပ်ကြီးဝေးတို့စကားပြောနေတာကိုခိုးနားထောင်နေခဲ့ပါတယ်။ဒါကိုသိနေတဲ့ဘရင်ကြီးကလည်းရှီအောင်သူ့ဘက်ပါလာအောင်လို့မင်းသားသွမ်းရဲ့မကောင်းကြောင်းတွေကိုအမတ်ချုပ်ကြီးဝေးနဲ့တမင်တကာပြောနေလိုက်ပါတယ်။ရှီအောင်ရဲ့အဖေနန်းနေတဲ့ပေးခံရတဲ့ကိစ္စမှာမင်းသားသွမ်းရဲ့အကြံစီတွေလည်းပါကြောင်းအမတ်ချုပ်ကြီးဝေးကပြောလိုက်တော့ရှီအောင်ကမင်းသားသွမ်းကိုဒေါသထွက်သွားပါတယ်။တကယ်တော့မင်းသားသွမ်းကအမတ်ကြီးရွှေကိုပြစ်မှုတက်တဲ့အတူတွေနဲ့ဆွဆွဲပြီးအမတ်ချုပ်ကြီးဝေးကိုအမှုဖွင့်ခိုင်းကနန်းနေတဲ့ပေးခံရအောင်လုပ်ခဲ့တာပါ။ဒါတွေကိုကြားလိုက်ရတဲ့ရှီအောင်ကလည်းသူ့ဖေဒုက္ခရောက်ခဲ့ရတာမင်းသားသွမ်းကြောင့်ပဲဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အချင်းထောင်ထဲကိုရှီအောင်ရောက်သွားခဲ့တဲ့ကိစ္စကိုမင်းသားသွမ်းသိလိုက်ရပါတယ်။ဒါကြောင့်မင်းသားသွမ်းကရှီအောင်တယောက်သူ့အကြောင်းတွေအားလုံးကိုသိသွားပြီပဲဆိုပြီးရှီအောင်ကိုအန်ရပေးဖို့ကြံစီပါတော့တယ်။ခဏလောက်ကြာမှာတော့စာကြည့်ရိုက်ထဲမှာစာဖတ်နေတဲ့ယူဝမ်ရဲ့စီကိုရှီအောင်ကအလော်တကြီးနဲ့ရောက်လာပါတယ်။ရှီအောင်ကသူ့ဖေကိုမင်းသားသွမ်းကြောက်ချခဲ့တဲ့တပ်တွေရပြီးရဲ့နောက်အဆောင်ပြန်ပြီးလက်ဖက်ရည်တောက်တဲ့အခါလက်ဖက်ရည်ထဲမှာအစိမ့်မိလာခဲ့ကြောင်းယူဝမ်ရင်ကိုပြောပြပါတယ်။ယူဝမ်ရင်လည်းတမားတော်စီခေါ်သွားဖို့လို့တော့ရှီအောင်ကသူ့ကိုမင်းသားသွမ်းကတတ်ဖို့လုပ်နေပြီဆိုရင်ဘယ်နည်းနဲ့မှအသက်ရှင်နိုင်တော့မှာမဟုတ်တာကြောင့်တမားတော်စီသွားဖို့ညှင်းဆန်ခဲ့ပါတယ်။အခုလာရတဲ့အကြောင်းရင်းကလည်းသူ့ဖေကိုနန်းတော်ပြန်ခေါ်ပေးဖို့လာတောင်းပန်တာဖြစ်ကြောင်းရှီအောင်ကပြောတဲ့အခါယူဝမ်ရင်လည်းအမတ်ကြီးရှီကိုပြန်ခေါ်နေပြီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲဒါကြောင့်ရှီအောင်ကသူ့ဖြစ်ချင်ဆုံးဆန္ဒလေးပြေဝပါပြီဆိုပြီးအစိတ်တံကိုတောင်းခံမထားတော့ပဲလုံးဝစိတ်လျှော့လိုက်ပါတယ်။အဲချိန်စာကြည့်ရိုက်အပြင်ဘက်မှာတော့မင်းသားသွမ်းရဲ့လူတွေရောက်လာပြီးအဆောင်တွေကိုတက်ပြက်ကစာကြည့်ရိုက်ကြီးကိုမီးရှို့ကြပါတယ်။အချိန်နှဲငယ်အတွင်းမှာပဲမီးတွေကစာကြည့်ရိုက်ကြီးတစ်ခုလုံးကိုပြန့်နှံ့လာတဲ့အတွက်အထဲမှာရှိတဲ့ယူအန်လည်းရှီအောင်ကိုခေါ်ပြီးထွက်ပြေးဖို့လုပ်ပါတယ်။ဒါပေမဲ့ရှီအောင်ကတော့သူကတေလူဖြစ်နေပြီမို့လို့သူ့ကိုထားခဲ့လိုက်ဖို့ပြောပါတယ်။နောက်ပြီးမင်းသားသွမ်းအကြောင်းရေးထားတဲ့စာအုပ်တုပ်ရှိကြောင်းနဲ့အဲ့ဒီစာအုပ်ဘယ်မှာဝတ်ထားလဲဆိုတာကိုပါရှီအောင်ကပြောပြလိုက်ပါတယ်။အဲ့ချိန်ရှီအောင်နဲ့ယူအန်တို့ကြားကိုမီးဆွဲနေတဲ့တိုင်လုံးကြီးပြုတ်ကျလာကြောင်းယူအန်လည်းရှီအောင်ကိုဘလို့မှကယ်လို့မရတော့ပါဘူး။ဒါကြောင့်ယူအန်ကရှီအောင်ကိုဝမ်းနဲ့စွာနဲ့နှုတ်ဆက်ခဲ့ပြီးတော့နီးစက်ရပရင်ပေါက်ကနေပဲရေကန်ထဲကိုခုန်ချလိုက်ရပါတယ်။မီးထဲမှာကြံနေခဲ့တဲ့ရှီအောင်ကတော့မီးလောင်ပြီးမသေးခင်မှာပဲအစိတ်တက်ပြီးတေဆုံးသွားခဲ့ရပါတယ်။အသက်ပေးကနေလွတ်မြောက်ခဲ့တဲ့ယူအန်ကရေကန်ထဲကပြန်တက်လာပြီးဘီရင်ကြီးကိုလိုက်ရှာပါတယ်။လမ်းမှာရှဲရုံအားနဲ့ဆုံလိုက်ရတာကြောင့်ယူအန်ကသူမကိုဘီရင်ကြီးစီခေါ်သွားပြီးဖို့တောင်းတမန်မှန်နဲ့ပြောလိုက်ပါတယ်။ရှဲရုံအားကလည်းစိတ်ထဲကမပါပေမဲ့ဒဏ်ရာရလာတဲ့ယူအန်ကိုတနာမိသွားတဲ့အတွက်တွဲခေါ်သွားပြီးဖို့လုပ်ပါတယ်။အဲ့ချိန်မှာပဲအနောက်ကနေမင်းသားသွမ်းရောက်လာခဲ့တဲ့အတွက်ယူအန်တယောက်စိတ်ထဲမှာအတော်လေးစိုးရင်ပူပန်သွားပါတယ်။
င်းသားတွန်းကတော့သူဘာမှမသိတဲ့ပုံစံနဲ့စာကြည့်ရိုက်မီးငိမ့်မှုတောင်လူလို့ပေးထားတယ်လို့ပြောလိုက်ပါသေးတယ်။နောက်တော့မင်းသားတွန်းကနန်းတော်ကိုပြန်လိုက်ပို့ပေးမယ်ဆိုပြီးယူအန်ရင်ကိုပွေ့ချီထားလိုက်ကရှက်ရုံအားကိုတော့တမားတော်သွားခေါ်ဖို့လွတ်လိုက်ပါတယ်။ယူအန်ရင်ကသူမကိုတယောက်တည်းမထားသွားဖို့ရှက်ရုံအားကိုမျက်နှာရိပ်မျက်နှာကဲပြလိုက်ပေမဲ့ရှက်ရုံအားကတော့တမားတော်ခေါ်ဖို့ပဲထွက်သွားခဲ့ပါတယ်။ဘာမှမတတ်နိုင်တော့အကြောင်းယူအန်ရင်လည်းမင်းသားတွန်းရဲ့လက်ထဲမှာပဲကြောက်ကြောက်နဲ့လိုက်သွားခဲ့ရပါတယ်။အဲဒီချိန်မှာပဲဘီရင်ရှောက်တန်ရောက်လာခဲ့ရအကြောင်းယူအန်ရင်တယောက်အားတွေတက်သွားပြီးဘီရင်အနားကိုပြေးသွားလိုက်ပါတယ်။ဘီရင်ကြီးကလည်းသူ့အချစ်ဆုံးမိဖုရားလေးဒဏ်ရာတွေရလာပြီးအားငယ်နေတဲ့အတွက်ရင်ဝင်ထဲမှာထွေးပိုက်ထားလိုက်ရင်းနဲ့ပဲဇလန်းလေးကလည်းဒီနေရာမှာတင်တခန်းရက်သွားခဲ့ပါတော့တယ်။